ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်နှင်း audio book channel လေးကနေကြိုဆိုလိုက်ပါတယ် channel လေးကိုအားပေးနေကြတဲ့ပရိသတ်များအားလုံးကိုယ်စိတ်နှလုံးသားရာချမ်းမြေ့ကြပါစေရှင် channel လေးကိုမနာဆင်ခင်မှာ like and subscribe လေးပေးသွားဖို့နဲ့ notification လေးကိုနှိပ်သွားပေးဖို့တောင်းဆိုပါရစေရှင်ဒီနေ့တင်ဆက်ပေးမှာကတော့တတရဲ့တစိမျက်လုံးဆိုတဲ့စာအုပ်ထဲကမှစာရေးစရာမင်းဖုံးတစ်ခတ်သူရေးသားထားတဲ့ရုပ်ပြောင်းရုပ်လွဲမိန်းမဆိုတဲ့ခေါင်းစဉ်လေးကိုတင်ဆက်ပေးကြပါမယ်သူရောက်ရှိနေသောနေရာသည်ရေပြင်ကျဲတနေရာသူနှင့်ယင်းဤကျွမ်းဝင်နေသောနေရာဝမ်းစာရှာဖွေနေသောနေရာပတ်ဝန်းကျင်သည်ထွန်းသစ္စာနနခင်း၏ရောင်လီအောက်တွင်မှုံဝါးဝါးများသာရှိသေးသည်ပတ်ဝန်းကျင်သည်မြူနှင်းများနှင့်ဝေတီနေစေပင်ရှိသေးသည်သို့သောအယိုးကွဲလူမတက်အေးလာသည့်ရာသီပင်ဖြစ်သည်ပတ်ဝန်းကျင်တွင်မြည်သူများမရှိဒီအချိန်ဆိုမြင့်မကြီးချောင်းဆွေများတွင်ပိုက်တန်းချသူပုံပြသူများကိုတဦးစနှစ်ဦးစတွေ့နေရတတ်သည်သူသည်လှေကိုတစ်ချက်နှစ်ချက်လောကရေကိုဆန်လိုက်သည်စောင်းလီတစ်ချက်ကတုတ်ခနဲဝေးဝိုက်သွားသေးသည်သူသည်အင်ကြီးကျဲသည်ကိုစိတ်လိုက်၏ရေသည်တသွင်သွင်စီးနေသည်သူသည်လှေဝမ်းထဲရှိပိုက်တဖုံကိုငုံကြည့်ရင်ပိုက်တွန်းချရန်နေရာကိုရှာဖွေမိသည်ရုတ်တရက်ငါးဘော့တန်ဝုန်းကနေပေါ်လာသည်အေယာမငါးကြီးတစ်ကောင်ငထန်လားငကျင်းလားနေအောင်ဖြောဖြောအောက်မှလက်ခနဲမြင်လိုက်ရခြင်းဖြစ်သည်သူတော်တော်ပျော်သွားသည်ပိုက်တန်းချရမှာဒီလိုငါးပွက်သည့်နမိတ်ဦးရလျင်ငါးမြများရတတ်သည်မဟုတ်ပါလားလှေကိုဆန်၍မလော်တော့ပဲရေစုံမှလှည့်ပြီးမျောလိုက်မိသည်လှေသည်ခတ်တာတာစီးမျောသွားသည်သူ၏အသည့်အာယုတစ်ခုကအုံနောက်နှင့်ဆက်ကအလုပ်တစ်ခုပေးလိုက်သည်တစီစီမြည်နေသောအတန်တဖောက်ဖောက်မြည်နေသောအတန်တွေဒီအတန်တွေကသူ့ကိုရေလုတ်သားတဦးနှင့်ရင်းနှီးကျွမ်းဝင်နေသောအတန်သာဖြစ်ပေသည်သူ့ရင်ထဲမှအဖျားဝင်သွားသလိုစက်ခနဲတုံသွားသည်ပျော်ရွှင်ခြင်းကြောင့်ဖြစ်ပေလိမ့်မည်သူကြားလိုက်ရသည်ကငါးအုပ်တို့ငရိတ်တက်သလိုပျော်ရွှင်မြူးထူးနေသောအတန်သာဖြစ်သည်တခါတည်းရန်အမျိုးတူငါးအုပ်စုကြီးသည်တနေရာထဲတွင်အုပ်လိုက်ကြတတ်သည်လှေတက်တန်မကြားရအောင်လှေကိုရေစီးနှင့်စုံစမ်းလိုက်သည်အတန်တွေလာရသို့သူလှမ်းကြည့်လိုက်သည်မှုံဝါးဝါးနှင့်မြူးထူးအောက်မှာဟာသူထိတ်လန့်တကြားရေရွတ်လိုက်မိသည်မြင်လိုက်ရသည့်မြင်ကွင်းကသူ့ရှိရှူတူရှိလက်တကွက်နီးပါချောင်းရည်တွင်ငါးတွေပွက်ထကယူကျွတ်နေခြင်းပင်ဖြစ်သည်ငါးများသည်ယေစုတကဲ့သို့ပွက်ထကတကောင်နှင့်တကောင်လင်ရှက်ပူးကက်ကခုံပြန်နေကြလေသည်တသက်နှင့်တကူဤမြငါးတွေများပြားကပွက်ထသည်ကိုမမြင်စဘူးသူအံ့ဩတကြီးငေးကြည့်နေမိသည်သူသည်လှေလံတစ်ဖက်ကိုကင်တွဲကရေထဲပဲခုန်ချရမလို့ပိုက်တန်းမဲချလိုက်ရမလို့ကြောင်ချောက်ကြားဖြစ်မိသွားသည်အပျော်လွန်သွားသောကြောင့်ဖြစ်နိုင်သည်သူသည်ပိုက်ဆုံးကိုကိုင်ကရေခဲချရန်ဟန်ပြင်လိုက်စဉ်ခန္ဓာကိုယ်နှင့်အသိဉာဏ်ပူကတ်သွားသည်မှိတ်ထားသောမျက်စိကိုဖွင့်ကြည့်လိုက်သည်မြင်ကွင်းထဲတွင်ရေပြင်ကြီးပျောက်ကွယ်သွားသည်ပွက်အံထားနေသောထောင်သောမကသည့်ငါးတွေပျောက်ကွယ်သွားသည်သူမြင်လိုက်ရသည်ကခြံအမိုးညိုညင်းညင်းနဲ့မှောင်မဲနေသောပဝင်းကျင်အမောင်တို့သာဖြစ်သည်အမောင်ထဲတွင်မျက်စိကရုတ်တရက်တော့ကျန်သားမရမျက်စိကျိန်းနေသေးသည်ပဝင်းကျင်မှတစည်းစည်းမြည်နေသောပိုးပရစ်တန်တွေပေါ်လာသည်တရွက်ကိုလေတိုးသဖြင့်တရှဲရှဲမြည်တမ်းများခဝဝေးတနေရာမှခွေးတကောင်ဤဟောင်းတန်တစ်ဖက်ခမ်းမှအဖေးဤလူးနှွတ်ချောင်းဟန်တန်ထွက်ပေါ်လာသည်မိခွက်ထောတန်ကြားရသည်သူအိယာမှအသာထားလိုက်သည်ချင်းရင်မက်ရှိပဒင်းတကားကိုဖွင့်လိုက်တော့နှင်းနီတိုးဝင်လာသည်တကူလုံးစိတ်တက်သွားသည်ကြာရှည်ထိုင်မနေနိုင်ခေါင်းထဲမှစောစောကမက်ခဲ့သည့်အိမ်မက်ဤမြင်ကွင်းကပျောက်မသွားလောဘတကြီးညှို့ငင်လျက်ရှိသည်အိမ်မက်အတိုင်းအပြင်လောကတွင်တကယ်ဖြစ်နေခဲ့သောအခွင့်အရေးကြီးတစ်ခုဆုံးရှုံးသွားနိုင်သည်ထူးခြားဆန်းချေသည့်အိမ်မက်ငါးတွေကိုသာအကုန်ဖမ်းမိလျင်ရွာထဲကတန်ချောင်းဖိုးပေတို့သည်လက်မြန်ချင်းမြန်သမားများဖြစ်သည်အိမ်မက်ထဲကငါးတွေဒင်းတို့တွေ့ခဲ့တော့သူအိမ်ရှိသို့လျင်မြန်စွာရှောက်သွားလိုက်ပြီးနေရန်တွေထောင်သားသောလော်တက်ကိုဆွဲယူသည်လှေထဲမှာတော့ညာကလေးကပြင်ဆင်ထားသောပိုက်ရှိသည်ပဝင်းကျင်ကိုဝေဝဲကြည့်မိလိုက်သည်အလင်းပြပြနှင်းမှုတွေဝေးဝိုက်နေစေကြည်စံအံ့ဩစရာမကောင်းဘူးလားအိမ်မက်ထဲကအတိုင်းအဖေကိုနှုတ်မဆက်နိုင်လှေဝမ်းထဲသို့လှည့်မြန်စွာဆင်းလိုက်သည်ငါးတွေချောင်းဆွဲခြင်းတွေကငါးတွေသူသည်အိမ်မက်ထဲတွင်တွေ့လိုက်ရသည့်ချောင်းချင်းကလေးစီသို့လှေကိုအပြင်းနှော်လာသည်အခြေဘက်တွင်ရောင်နီပြုတ်အန်လာလေပြီနှင်းတွေတော်ဝေနေစေကြကြမလှော်လိုက်ရမိနစ်အနည်းငယ်အကြာမှငါးတွေပွက်ထနေသောနေရာသို့ရောက်လာသည်တော်ပါသည်ရဲ့ရေတရေဖိုးပီတို့မရောက်လာသေးဘူးပဲဘသူမှမရှိချမ်းရီလာသည့်ဆောင်းရသည့်ပဝန်းကျင်သည်တိတ်ဆိတ်နေစေချောင်းရင်ပြင်ဤမျက်နှာပြင်တွင်နှင်းတွေဝေဝဲကြနေသည်ငါးပွက်တံပင်မကြားရအိမ်မက်ထဲကငါးတွေဘယ်ရောက်ကုန်ပြီလဲမသိသူသည်ငါးတွေပွက်ထနေသည့်အိမ်မက်ထဲမှနေရာကိုလှမ်းကြည့်လိုက်မိသည်ဘာမှမထူးကြရေပြင်သည်ပကတိငြိမ်သက်နေမြဲ
ငါတေးသေးတစ်ကောင်ပွင့်ပွက်ထတန်မကြားရရေထဲမှမရှင်မရဲဖြစ်သွားမိသည်ယူသွတ်သောသူစိတ်ကိုလည်းရှက်ရွံ့သလိုဖြစ်သွားသည်လှေကိုစုံ၍လှော်လိုက်သည်ချောင်းကမ်းမ၏လက်ဝဲဘက်ကျင်းမြောင်းသောနေရာတွင်တောင်ဆက်ရှိသည်တောင်ဆက်နှင့်ချောင်းသည်ကျင်းမြောင်းသဖြင့်လှေနှစ်စီးရှင်၍လှော်ခတ်မရပေထိုအချိန်တွင်မြင်ကွင်းထဲသို့ထူးခြားသည့်အရာတစ်ခုဝင်ရောက်လာသည်သပင်ရှင်များကိုဖားလျားရှာတာကကြောပေး၍ရေချိုးနေသောမိန်းမတစ်ယောက်အမျိုးသမီးသည်လှေလန်းချောင်းကိုကြောပေးကထမိန်ရေရှားနှင့်ရေချိုးနေခြင်းဖြစ်သည်ချောင်းရည်ထဲတွင်နှစ်ကာရေချိုးနေခြင်းဖြစ်သည်သူအံ့ဩသွားသည်ဒီလောက်အေးစိမ့်လှသည့်ဆောင်းကာလချောင်းရည်ထဲမှစောစောစီးစီးချောင်းရည်စိမ့်နေသောမိန်းမသည်မိသူပေနီအံ့ဩစရာကောင်းလာသည်လှေသည်အမျိုးသမီးအနီးသို့ရောက်လာသည်ချောင်းကကျင်းသဖြင့်ခတ်တတ်သားပင်မျောဝင်လိုက်ရသည်ထိုအခါမှရေချိုးနေသောအမျိုးသမီး၏နောက်ကျောအလှကိုပိုပြီးမြင်လာသည်ဖြူဝင်းနူးမွတ်သောအသားရည်ပိုင်ရှင်ဖြစ်သည်စပင်တွေကရှေလျားနှမောင်လေးကကြောပြင်မောဖြန့်ဝဲကြနေသည်သူသည်အမျိုးသမီးကိုတည်င်ကတော့ငေးမောမိသွားသည်တော်တော်လှမဲ့အမျိုးသမီးပဲဒီရွာကတော့မဟုတ်တော့ဘူးဘယ်ကများပါလဲချမ်းချမ်းစီစီရေချိုးနေတာအာကတတိပဲသူ၏လေသည်အမျိုးသမီးနှင့်တလန်မြသာကွာဝေးတော်သည်လှေဝမ်းနှင့်လှားရိုက်ခတ်တံထွက်ပေါ်လာသည်ကြောပေးနေသောအမျိုးသမီးခန္ဓာကိုယ်သည်သူ့ဘက်သို့တဖြည်းဖြည်းလှည့်လာသည်အံ့ဩတကြီးငေးကြည့်နေမိသည်သူရုတ်တရက်လမ်းဖြန့်သွားသည်လက်ထဲမှလှော်တက်သည်လှေဝမ်းထဲသို့လွတ်ကျသွားသည်သွေးကြိုးမကြီးတစ်ခုကနှလုံးအိမ်သို့ဒုက္ခနဲ့လာဆောင်ရာအတိတရားတစ်ခုသည်လွင့်စင်သွားသလိုခံစားလိုက်ရခြင်းဖြစ်သည်ရုတ်တရက်ပြူးကျသွားသောသူ့မျက်လုံးအစုံသည်မျက်တောင်ခန့်ရန်မိလျော်သွားသည်ပါဇက်အဟောင်းသားနှင့်အတန်ပင်မထွက်နိုင်အတန်လိုင်းတွေလေချောင်းဝတွင်တစ်ဆူနေ၏ဘယောင်ချောက်ချားဖြစ်လာသည်ဖျားသူ့ကိုစိုက်ကြည့်နေသောမိန်းမ၏မျက်နှာသည်9နှစ်အရွယ်ကလေးတစ်ယောက်၏မျက်နှာဖြစ်နေသည်သပင်ရှိရှိရီပြောက်ကွယ်သွားပြီးကတုံးကလေးနှင့်ဖြစ်နေသည်မြင်ကွင်းသည်လျင်မြန်စွာပြောင်းလဲသွားသည်အမျိုးသမီးထံမှကလေးငယ်ကလေး၏ရေတံတစ်မျိုးထွက်လာကငါးဟင်းနဲ့ငပိချက်ကလေးစားခြင်းနဲ့မိန်းမ၏လက်တစ်ဖက်ကလှေနံကိုရုတ်တရက်ဆုပ်ကိုင်လာသည်သူ့လက်ကိုငုံကြည့်လိုက်မိသည်ညိုမဲ၍၆ကပ်နေသောတစ်ကိုင်း၆လက်ကြီးအယုပရိသာလက်ကြီးတစ်ဖက်လှေနံကိုတင်းကျပ်စွာဆုပ်ကိုင်လာသည်အမလေးတရေသူတအားကျုံးကလှော်တက်ကိုကောက်ကင်၍လှော်ပြေးသည်လှေတလျားနှစ်လျားခန့်ရောက်လျင်လှည့်ကြည့်လိုက်၏ဘာမှမရှိတော့မိမသည်မြင်ကွင်းထဲမှပျောက်ကွယ်သွားသည်ရေပွက်တီတော့ကြံရစ်ခဲ့သည်လှေသည်အတော်ဝေးဝေးရောက်သွားသည့်တိုင်ရင်တွေတဆက်ဆက်တုံနေစေအသားဆိုင်တွေပဲ့ကြွေသွားမတက်ကြောက်လန့်မှုကမပြေသည်ချောင်းရင်ပြင်းသည်ပကတိငြိမ်သက်မြဲ